တောင်ကိုရီးယားနိုင်ငံဒဲကျွန်းနဲ့ချောင်းနန်းဒေသမှာပညာသင်ကြားနေတဲ့မြန်မာကျောင်းသားတယောက်လားဒါဆိုရင်တော့ဒီခွင့်ရေးကကိုယ့်အတွက်ဖြစ်နိုင်တယ်ငွေကြေးအခက်အခဲမရှိဘဲစာမအပြည့်ဝအာရုံစိုက်နိုင်ဖို့ကူညီပေးမဲ့ KNCOOP ပညာသင်စုအကြောင်းအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်လို့စုံအောင်နားထောင်ကြည့်လိုက်ပါနော်ဆိုတော့ဒီပညာသင်စုရဲ့အထူးရည်မှန်းချက်ကလေအရန်ကိုရှင်းလင်းပြီးတော့အားတက်စရာကောင်းပါတယ်ပညာသင်ကြားလို့စိတ်ပြင်းပြပြီးမြစ်ငွေကြေးကစင်ခေါ်မှုတစ်ခုဖြစ်နေတဲ့အခါအိမ်မက်တရစ်တမသွားအောင်ပေါ့နော်ကျောင်းသားတွေအနေနဲ့တခြားပဲရာကိုမှစိတ်မပူရပဲစာသင်ကြားခြင်းအပေါ်မှာပဲအပြည့်အဝအာရုံစိုက်နိုင်ဖို့ကူညီပေးတာကဒီအစီအစဉ်ရဲ့အထူးအချက်ပါပဲကဲအခုကိုဒီမေကုတ်လေးမေးကြည့်လိုက်ပါ Del Jong ဒါမှမဟုတ်ချောင်းနန်းဒေသမှာပညာသင်ကြားနေတဲ့မြန်မာကျောင်းသားတွေကဟုတ်ပါသလားဟုတ်တယ်ဆိုရင်တော့စက်ပြီးနားထောင်ဖို့လူကိုလူလက်နေပါပြီဒီခွင့်ရေးကကို့အတွက်တကယ်ဖြစ်နိုင်ပါတယ်ကဲပထမဆုံးအပိုင်းအနေနဲ့ KMCOP ပညာပင်စုဆိုတာပါလေဘယ်လိုမျိုးလဲဆိုတာကိုအရင်ဆုံးလေ့လာကြည့်လိုက်ကြရအောင်ဒါကလေပိုက်စံပေးယုံတတ်တယ်မဟုတ်ပါဘူးဒါကအနာဂတ်အတွက်ယင်းနှိမ့်မြုံနှံမှုတစ်ခုလို့ပြောလို့ရတယ်ဆိုလိုတာကပညာသင်ကြားလို့စိတ်ပင်ပြတဲ့ကျောင်းသားတယောက်အတွက်ငွေကြေးကအကြားစီတစ်ခုမထိသင့်ဘူးဆိုတဲ့ယုံကြည်ချက်နဲ့မြန်မာကျောင်းသားတွေကိုပဲတိုက်ရိုက်ပေးမှန်ထားပြီးကူညီပေးနေတဲ့အစီအစဉ်တစ်ခုပေါ့ဟုတ်ပြီဒါဆိုရင်တော့အရေးကြီးဆုံးအပိုင်းကိုရောက်လာပါပြီကိုနဲ့ရောကိုက်ညီမှုရှိရဲ့လားရှောက်ထားဖို့အတွက်ဘယ်လိုအရေးချင်းတွေလိုအပ်မလဲဆိုတာတစ်ချက်ကြည့်လိုက်ရအောင်ရှောက်ထားနိုင်ဖို့ပထမအဆုံးနဲ့အဓိကလိုအပ်ချက်ကတော့အခုဒီမှာပြထားတဲ့တက္ကသိုလ်ခုနှစ်ခုထဲကတစ်ခုခုမှတက်ရောက်နေတဲ့ကျောင်းသားကျောင်းထုဖို့ပါပဲGongju National University တို့ Cheongnan National University တို့လို့ပေါ့ဒါတွေကဒီအစီအစဉ်ရဲ့ပါတီနာတက္ကသိုလ်တွေဖြစ်တဲ့အတွက်ကိုချောင်းတီစီရင်ထဲမှာပါမပါဆိုတော့ကိုအရင်ဆုံးတစ်ချက်စစ်ဆေးကြည့်လိုက်ပါနော်ဘသူတွေရှောင်းလို့ရလဲဘသူလီကိုကန့်သက်ထားတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းသိထားဖို့ကလည်းအရင်ရေးကြည့်ပါတယ်အဓိကချက်ကတော့လေ2026ခုနှစ်မလ2ရက်နေ့မှာတရားဝင်ကျောင်းသားတယောက်ဖြစ်နေရမယ်နောက်တစ်ချက်ကတော့အခွင့်အရေးကိုမျှဝေတဲ့သဘောမျိုးပေါ့ပြီးခဲ့တဲ့နှစ်နှစ်အတွင်းမှာဒီပညာသင်စုကိုရထားပြီးသားဆိုရင်တော့ဒီတစ်ခေါက်မှာအသစ်တွေကိုဦးစားပေးမှဖြစ်လို့ရှောက်ထားလို့မရသေးပါဘူးကဲအရေးချင်းတွေနဲ့ကိုက်ညီတယ်ဆိုရင်တော့ congratulation ပါအရင်ကောင်းပါတယ်အခုရှောက်လာတင်ဖို့အတွက်လက်တွေ့ကြဘာတွေတင်ဆင်ရမလဲဆိုတဲ့အဆင့်ဒီကိုတစ်ခုချင်းစီကြည့်လိုက်ကြရအောင်ရှောက်လာတင်တဲ့လုပ်ငန်းစဉ်ကအရင်မရှုပ်ထွေးပါဘူးရှင်းရှင်းလင်းလင်းနဲ့အဆင့်40မှရှိတယ်ပထမဆုံးလိုအပ်တဲ့ form တွေကိုတောင်းလို့ဆွဲပါအဆင့်နဲ့ကိုယ့်အကြောင်းနဲ့ပညာသင်ကြားရေးအစီအစဉ်ရေးတဲ့အပိုင်းကတော့အရေးအကြီးဆုံးပဲလို့ပြောလို့ရတယ်ကိုယ့်ရဲ့ရည်မှန်းချက်တွေစူးစမ်းခြင်းစိတ်တွေကိုဒီနေရာမှာတေချာပေါ်လွင်အောင်အချိန်ပြည့်ပြင်ဆင်ပါပြီးရင်တော့လိုအပ်တဲ့စာရွက်စာတမ်းတွေအကုန်စုပြီးတော့ email ကနေတစုတစီနဲ့ပို့လိုက်ရုံပါပဲလွယ်ပါတယ်နော်ဒါကတော့အရေးကြီးဆုံးအချက်မို့လို့တေချာမှတ်ထားပေးပါရှောင်းလွှာအားလုံးကို financialaid@kmuop.or.kr ဆိုတဲ့ဒီ email လိပ်စာတစ်ခုတည်းကနေပဲလက်ခံမှာဖြစ်ပါတယ်လိပ်စာမမောင်းဖို့ပြန်စစ်ပြီးမှပို့ပါနော်ဟုတ်ပြီနောက်တစ်ခုကတော့အချိန်ပါအချိန်ကအရန်ရေးကြီးပါတယ်နောက်ကျတော့လို့မထစ်အောင်လို့ဒီရက်စွဲတွေကိုပြက်ကတင်မှာအခုပဲမှတ်ထားလိုက်တော့နော်6လတွေကိုအခုကနေစပြီးတော့ဖေဖော်ဝါရီလ28ရက်နေ့အထိလက်ခံတော့မှာပါဒါပေမဲ့လေနောက်ဆုံးရက်နောက်ဆုံးအချိန်အထိမဆောင်ဘဲနဲ့စောစောစီစီတင်ထားတာကတော့အကောင်းဆုံးပါပဲအဲ့ဒီနောက်မလမစီစီမှုတွေလုပ်ပြီးတော့လာကုန်မလ31ရက်နေ့မှာအဖြေကိုကျင်ညာပေးမှာဖြစ်ပါတယ်ကဲအကယ်၍များရွေးချယ်ခံလိုက်ရပြီဆိုရင်ရောဘာတွေရမှန်လဲရွေးချယ်ခံရရင်ရောက်ရှိမဲ့အကျိုးကျေးဇူးနဲ့အတူလိုက်နာရမယ့်အချက်လေးတွေကိုလည်းတစ်ချက်ကြည့်လိုက်ကြရအောင်ရွေးချယ်ခံရတဲ့အကြောင်းသားတယောက်ချင်းစီဟာစာတင်နှုတ်တစ်ခုအတွက်ကိုရီးယားဝန်တသန်းတိထောက်ပံ့ကြေးရရှိမှာဖြစ်ပါတယ်။ဝေါဒါကစာတင်စရိတ်တွေနေထိုင်စားသောက်စရိတ်တွေအထက်တကယ့်ကိုအထောက်အကူချစ်စင်မဲ့ပမာဏတစ်ခုပါပဲ။ထောက်ပံ့ငွေကိုဘယ်လိုရမလဲဆိုတော့ရလက်ကျင်ညာပြီးတစ်ပတ်အတွင်းမှာကိုယ့်ဘဏ်အကောင့်ထဲကိုတိုက်ရိုက်လွှဲပေးမှာပါ။ပြီးတော့ဒီညမှာအရန်အရေးကြီးတဲ့အချက်တစ်ခုကဒါဟာစာတင်နှုတ်တစ်ခုစာအတွက်ပဲဖြစ်တယ်ဆိုတာပါပဲ။ဆိုလိုတာကနောက်စာတင်နှုတ်မှာထပ်ပြီးအကူအညီလိုချင်တယ်ဆိုရင်အစကနေပြန်ပြီးတော့ရှောက်ထားရမှာဖြစ်ပါတယ်။ပညာသင်ဆုရတဲ့အခါလိုက်နာရမယ့်အဓိကအချက်ကတော့တစ်ခုပဲရှိပါတယ်။ရိုးရှင်းပါတယ်။အဲ့ဒါကတော့ KMCOOO ဖွဲ့စည်းကကျင်းပရဲ့ပွဲတွေလှူရှားမှုတွေကိုတစ်နှစ်မှာ2ကြိမ်တက်ရောက်ပေးဖို့ပါပဲ။ဒါကကိုယ့်တော်လေးတခြားသူတွေနဲ့အဆက်အသွယ်ရဖို့အတိုင်းဝိုင်းနဲ့ချိဆက်မိဖို့အခွင့်အလမ်းကောင်းတစ်ခုဖြစ်မှာပါ။ကဲလိုအပ်မယ့်အချက်လက်အားလုံးကိုဒီမှာတနေရာထဲမှာစုစည်းပေးထားပါတယ်။ရှောက်လွှာပုံစံ download ဆွဲဖို့ link နဲ့စပြီးတော့မေးစရာရှိရင်ဆက်သွယ်ရမယ့် email အထိအားလုံးပါဝင်ပါတယ်။ဒီ slide ကို screenshot တစ်ချက်လောက်ရိုက်ထားပြီးတော့အခုပဲစတင်ပြင်ဆင်လိုက်ပါတော့နောက်ဆုံးအနေနဲ့ဒီမေးခွန်းလေးကိုကိုပြန်မေးကြည့်စေချင်ပါတယ်
ငွေရေးကြေးရေးအတွက်စိတ်မပူရပဲစာမပဲအပြည့်အဝအာယုံစိုက်ခွင့်ရမယ်စာတင်နေဝတ်တစ်ခုကကိုယ့်ရဲ့ပညာရေးခရီးလမ်းနဲ့အနာဂတ်ကိုဘလောက်အထီးများပြောင်းလဲပေးနိုင်မလဲဒီခွင့်ရေးကိုလက်လွတ်မခံပဲရယူပြီးတော့ကိုယ့်ရဲ့အိမ်မက်ဒီကိုအရှိန်မြင့်လိုက်ပါလို့တိုက်တွန်းချင်ပါတယ်